ပြောပြအောင်အခွန်ရောပြန်ရအောင်ရှင်ပြောစရာရှိလို့ကျမရဲ့အခွန်တန်းတွေရောအများသိစီရပါတော့ခွန်ကိစ္စအခွန်ကင်းရှင်းကြောင်းအခွန်နေရှင်းနေတဲ့ကုမ္ပဏီတိုင်းသိစီရန်အတွက်ကျမပြောပြမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျမအခုလက်ရှိပဲအခုပဲအခွန်ရောပြန်ရအောင်ရှင်ကျမပြောတာပေါ့နော်လက်ရှိရှင်တွေဘာဖြစ်နေလဲဆိုရင်ကျမတို့ရဲ့မူသက်ပေါ့နော်ဒီ24-25ဘတ်ဂျက်မှာဒီမူသက်တွေအရန်မူသက်ဆိုတာမူကတော့အသက်မဟုတ်ဘူးအရင်တော့ပဲအဟောင်းနေပေါ့နော်ဒါပေမဲ့အဲ့ဒီမူတွေကိုအသက်မသွင်းကြဘူးပေါ့နော်အသက်မသွင်းကြတော့ဒါပေမဲ့ဒီနှစ်မှာအဲ့ဒီဟာတွေအကုန်လုံးပြောင်းလဲပြင်ဆင်လိုက်တယ်ပြင်သက်မှတ်ချက်တွေလည်းအများကြီးချလိုက်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှင်ကျမဒီဟာကကျတော့လေတပိုင်းနဲ့မပြင်ရင်တော့နောက်တပိုင်းနဲ့ပြောရမယ်တော့ထင်တယ်ဆက်ပြောသွားလိုက်မယ်ပဲเนาะအဲ့ဒါနဲ့အခုကျမကုမ္ပဏီတခုပေါ့ရှင်းနေတာပေါ့เนาะရှင်းနေတာဘာဖြစ်လဲဆိုလို့ရှိရင်အခုကုမ္ပဏီရှင်းလို့ရှိရင်လုပ်ငန်းမလုပ်ဘူးပေါ့เนาะကိုကလုပ်ငန်းမလုပ်ဘူးဆိုတာကကွာပေါ့လုပ်ငန်းမလုပ်ဘူးဆိုတဲ့အခြေအနေကဘလို့ကျမတို့မှာအခွန်စည်းကြလို့ရှိရင်အမှုပိတ်အမှုဖွင့်ဆိုပြီးတော့အဲ့လိုမရှိတယ်ပေါ့เนาะအဲ့တော့အမှုပိတ်ဆိုလို့ရှိရင်လုံးဝလုပ်ငန်းမရှိရဘူးမြေပြင်မှာလည်းလုပ်ငန်းလုပ်နေတာမရှိရဘူးနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီ social media platform တွေမှာပေါ့နော်ဥပမာဒီမြန်မာပြည်ကအများဆုံးသုံးတာတွေဆိုလို့ရှိရင် Facebook page တွေရှိမယ် TikTok တွေရှိမယ်ပြီးတော့လို့ရှိရင်ပြီးရင်ဗာလဲ Instagram တွေပေါ့နော်အများကြီးပဲကွာဒီ website တွေပေါ့အဲ့လိုဟာမျိုးတွေမှာလုံးဝမရှိတဲ့ဟာမျိုးဖြစ်ရမယ်ပေါ့နော်လုံးဝလုပ်ငန်းလုပ်နေတဲ့ဟာမျိုးဆိုတာကြော်ညာထားတာလုံးဝမရှိတဲ့ဟာမျိုးဆိုတာဖြစ်ရမယ်အဲ့ဒါမှအမှုပိတ်လို့ကောက်ရှစ်ချတယ်သူကအဲ့လို social media တစ်ခုမှာပေါ့နော်ကိုကအများကြီးပေါ့ like တွေ follower တွေလည်းအများကြီးရထားပြီးတော့မှအမှုပိတ်ဆိုပြီးတော့တွားပြီးသူတို့ရှေ့ကိုစင်းရတင်လို့မရအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျမချိန်မှာစင်းရလာဆွဲလို့ရှိရင်ကျမတို့ကတော့အမှန်တိုင်းပြောလို့ရှိရင်ကွာကုမ္ပဏီပေါင်းမြောက်များစွာအောင်ကျမတို့ဆွဲပေးနေရတာဖြစ်တဲ့အတွက်ခုံမှုတွေလို့တော့ကျမတို့ကတော့မဆက်ဘူးလေအမှန်တိုင်းပြောရင်သူတို့ social media မှာဘယ်လောက်သုံးနေလဲလို့သိရမလား social media မှာဘယ်လောက် follower တွေရှိနေလဲလို့ဘယ်လောက်ခေတွေတက်နေလဲဆိုတော့ကျမတို့အဲ့ဒါတွေကမဆက်ဘူးကွယ်ဒါပေမဲ့တို့တွေကိုပြောလိုက်တယ်အဲ့ဒါမျိုးတွေရှိထားလို့မရဘူးရှိလို့ရှိရင်အမှုပိတ်နဲ့ဆွဲလို့မရဘူးဆိုတော့ကျမပြောပေးတယ်ပေါ့နော်မှားတယ်အဲ့လိုဟာမျိုးတွေဆိုလို့ရှိရင်ကျမတို့တက်နိုင်ဆိုလုပ်ပေးတယ်ပေါ့အဲ့တော့လုံးဝမရှိဘူးဆိုပြီးပြောပြီးတို့ရှိကိုဆွဲတင်လို့တို့ရှိကတွေ့တယ်ဆိုလို့ရှိရင်ကျမတို့ကအရန်စကားပြောရတာပဲအရန်စကားပြောရပါတယ်ပေါ့နော်အရန်ညှိရတယ်ပြောရတယ်အညှိမခံတဲ့ခုံမိုးတွေနဲ့ဆိုကျမတို့စင်းရင်းတွေကိုပြန်ဆွဲတို့တွေကလုံးဝခွန်နေတိုးချပလိုက်တာရှိရပေါ့နော်